သမီးလိုက်မသွားနဲ့ပြန်လာခဲ့တက်ညီလက်ညီရှိလိုက်တာငါသမီးလေရဲရေမြခတ်ထုတ်ပေးလို့တော်သေးတာပေါ့သူကိုယ်တိုင်လှမ်းမသွားလို့ဒီကောင်ငါ့ကိုမြင်နေတယ်ဘာလို့ဆောင်သွားတာလဲခဏနေခဏကြောက်ပါကျွန်တော်ဘာမလုပ်မင်းကငါဘာမှမမင်းနဲ့ဘာလဲကြုံမပါဘူးဆိုဟမ်ဦးလေကိုလည်းမဟုတ်ဦးကိုလည်းမဟုတ်ငါနာမည်စိန်ရကိုမင်းကလိန်ကြဖို့တော့မင်းမကြိုးစားနဲ့နော်မင်းငါတော့မရောဆက်မှန်ကြောကျွန်တော်တိုင်းခရပဲမှန်ရောဦးလေးစရတမီးကိုချိန်နေတာကျွန်တော်မဟုတ်ဘူးကျွန်တော်လူမောဩမင်းတို့ကငါသမီးနဲ့လာချိတ်တွေ့တာဟုတ်လားဩကြောက်မပါဘူးကြောက်ကြလူမောပါလို့ပြောနေတဲ့ကိစ္စဘယ်လူမောပြီးဘလူးပြီးဟဲ့မင်းလည်းပါတယ်ငါသမီးရှိတဲ့နေရာကိုမင်းတို့သိရမှာငါသမီးဘက်မှာလဲဟဲ့ပြောစမ်းဟဲ့အကြောက်ပါကြောက်ချက်တယ်မကြည့်ရရောဟဲ့နောက်ဆက်မနေရတယ်နော်ဘာဦးဆိုင်လာကြီးဒါနဲ့လိုက်လာပြီကျွန်တော်အေးရဟိုလေတခါကျလိုက်ခဲ့ပါတော့ဥစ္စာရပြီးရင်လေခင်ဗျားလုံးလေဒါသာဖြစ်ကုန်လိမ့်မယ်ဒါစီခင်ဗျားကဘာလုပ်နေတာလဲခင်ဗျားကိုတတ်လိုက်မယ်လျှော့မြန်တဲ့သမီးလိုက်မသွားနဲ့ပြန်လာခဲ့တက်ညီလက်ညီရှိလိုက်တာငါသမီးလေရဲရေမြခတ်ထုတ်ပေးလို့တော်သေးတာပေါ့သူကိုယ်တိုင်လှမ်းမသွားလို့ အကြောက်လော်ပြီးလုံးဝင်းလောက်လာလှုပ်သွားတာနေမှာပါမယုံမသေးလှုပ်သွားတဲ့သဘောတော့ဟုတ်မြင်ထင်ပါအခုလိုမျိုးခမရလေရာမိသားဖာသားမပြီးမတတ်လှုပ်သွားတာတော့ကျုပ်စိတ်အဆိုးဆုံးပဲဗျာကျုပ်ရေမကူတတ်သူလာလွတ်သွားတာလုံးဝကျင်းလို့မလွတ်ဘူးကိုကသမီးရှင်ဆိုတဲ့ထက်စဉ်းစားအောင်နော်မျက်နှာငယ်စရာရှိကိုသမီးပဲမျက်နှာငယ်ရမှာဟုတ်တယ်ကိုစင်ရရေဆုံးဖြတ်ချက်မှရင်ပြင်မရဘူးနော်ခဏစဉ်းစားသားလေးလုပ်အောင်ဟုတ်ပါတယ်ဦးစိန်ရရေမောင်လူမော်ဆိုတာကလည်းကိုအားကိုပြီးဘဝကိုရုန်းကန်နေတဲ့ကလေးပါဗျာဟုတ်တယ်ကိုစေရရဲ့တိတ်လည်းမှန်တင်းမနေပါနဲ့တရားတချင်းမှာကလေးတွေမျက်နှာငယ်နေပါမယ်မျက်နှာငယ်အောင်လုပ်တာကျုပ်လုပ်တာမဟုတ်ဘူးသူတို့ကသူလုပ်သွားတာအာသမီချစ်ပေမဲ့ကိုလှုပ်ချင်ရလုပ်သွားတယ်ခလေးနောင်ကြီးအောင်ကိုပြစ်ထားလိုက်နောက်လူအတူမမောင်းသင်္ကန်းစာကိုပေးရအဖေရဲ့စိတ်ကလေးကိုလေနည်းနည်းလေးလျှော့ပြီးတော့အမတို့ပြန်ခေါ်လိုက်ပါတမီးပင်မလုံးလို့ပါနင်းတယောက်တည်းလို့ရလို့ပင်မနဲ့ဆိုရင်ဒီမှာပတ်စံပြီးနေစားခေါ်လိုက်ဒါထဲမှာလုံးမဲ့သူတွေပြည့်လို့သူ့ဟာသူလင်းနောက်လိုက်တော့တဲ့ကိစ္စငါထည့်ပေးတာမဟုတ်ဘူးရင်းတို့စိတ်ဆင်းပြီးစိန်ရပိန်ကြမသွားဘူးအိမ်အဝမှာစိန်ရကြလေးတဲ့ကိုနေဦးမှာမှတ်ထားအေးနင်းလည်းတတိထားငါမကြိုက်တဲ့ကောင်စားမျိုးနဲ့ယူမယ်ဆိုရင်လေအမွေပြတ်ပဲအမမနေတန်းလည်းငါကြားတယ်နော်ဘာလဲမျက်စိမှာဟိုဘိုက်ကလေးဆိုတဲ့ကောင်နဲ့စကားပြောတယ်ဆိုအဖေကလည်းအဲ့ဒါကလေဟိုတရွာတဲ့သားချင်းနေလမ်းကြုံလို့တွေ့လို့ဆုံလို့စကားပြောပြသွားတာပါလမ်းကလည်းကြုံဆုံနိုင်လို့ဆုံးနိုင်လို့နဲ့မတို့လားထွေးကနော်ကောက်ထူလိုက်လို့ဘူးဆယ်လုံးထွက်သွားပြီးဓာတ်တာခင်မျိုးတွေဖြစ်သွားမယ်နော်အဲ့ဒီဘိုက်ကလေးဆိုတဲ့ကောင်ကနည်းနည်းမှကြည့်လို့မရဘူးလို့နင်းကပြောထားပြီနော်အဖေတို့များတမတ်တော်ရမယ်လို့ကြည့်မရတာကြီးပဲဘာနေငါ့ကိုဘာပြန်ကြည့်မှာဘာပြန်ကြည့်တာနင်းလည်းကောင်းကောင်းသတိထားနော်
ရှေ့ကနွားဖြောင်းမြောင်မသွားလို့နောက်ကဟာဖြောင်းမြောင်မလိုက်ရှင်ဖြစ်နေဟလား